ဒါတကယ်ကိုစိတ်ပြတ်ဖို့အကောင်းဆုံးခံစားချက်တစ်ခုဖြစ်မယ်လို့တော့ထင်ပါတယ်။ကင်ထားတဲ့ကင်မရာတစ်လုံးကလက်ထဲကနေချော်ထွက်ပြီးတော့မှရေထဲကိုကျသွားတာဒါမှမဟုတ်လို့ရှိရင်ရေဆိုသွားတာကကိုကင်ထားတဲ့ဒေါ်လာထောင်ချီတန်တဲ့ဘိုးရန်ပစ္စည်းတစ်ခုပျက်စီးတော့မယ်ဆိုတဲ့ခံစားချက်ကတော်တော်လေးတော့စိတ်ပြတ်ဖို့ကောင်းမယ်လို့လည်းထင်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါကျလို့ရှိရင်တော့ကင်မရာကိုသုံးမရတော့ဘူးလို့ပဲအဆုံးဖြတ်မပေးလိုက်နဲ့အောင်ပေါ့နော်။ဒီဗီဒီယိုအဆုံးမှာတော့အဆိုဓာတ်တွေကိုဘေးကင်းကင်းနဲ့ဘယ်လိုဖယ်ရှားရမလဲဆိုတဲ့အရေးပေါ်အဆင့်ကိုသိရှိသွားမှာဖြစ်တယ်လို့ကင်မရာပစ္စည်းတွေကိုလည်းကယ်တင်ဖို့အတွက်ပေါ့နော်အိမ်မှာတင်ကိုယ်ပိုင်အချောက်ခံခန်းလေးဘယ်လိုဖော်ဆောင်ရမယ်ဆိုတာလေးကိုပါသိရှိသွားမှာလည်းဖြစ်ပါတယ်ဒီနည်းလမ်းတွေကတော့ကင်မရာပြင်နဲ့ကျွမ်းကျင်ပညာရှင်တယောက်ပြောထားတဲ့လောက်ကင်ထားတဲ့နည်းလမ်းတွေလည်းဖြစ်ပါတယ်ရေကြောင့်မဟုတ်ဘဲနဲ့ကင်မရာကိုပြန်ချောက်အောင်လုပ်ဖို့ကြိုးစားရင်းလွဲမှားတဲ့နည်းလမ်းတွေကြောင့်လည်း digital ကင်မရာတွေကအများကြီးပျက်စီးသွားတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ဒါဆိုရင်တော့ပေါ့နော်ဒါကိုစနစ်တကျလှုပ်ဆောင်ဖို့အတွက်အိမ်မှာအလွယ်တကူရရှိတဲ့ပစ္စည်းတွေနဲ့ဘယ်လိုလှုပ်ဆောင်မလဲဆိုတာကိုဆက်ပြီးတော့မှပြောပြပေးမှာဖြစ်တယ်အဲ့ဒါတွေကတော့ microfiber တန့်ရှင်းရေးလုပ်တဲ့အဝတ်စတစ်ထည်ရယ်ရေချိုးရင်ဆောင်းတဲ့ခေါင်းစွပ်ရယ်ပြီးတော့မှဒီဆီလီကာဂျယ်အထုပ်လေးတွေရယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဆန်ကြမ်းပေါ့နော်ပလတ်စတစ်အိတ်အနှဲငယ်နဲ့အိမ်သုံးဖုံဆုပ်ဆက်တစ်လုံးတို့ပဲဖြစ်ပါတယ်ရေဆိုသွားတဲ့ပစ္စည်းတွေကိုတကယ်တမ်းပျက်စီးစေတာကတော့ထိတ်လန့်တုန်လှုပ်မှုတစ်ခုပဲဖြစ်ပါတယ်တွက်ချက်ထားတဲ့အတိုင်းချက်ချင်းအရေးယူဆောင်ရွက်တာကသာပစ္စည်းကိုကယ်တင်နိုင်မှာလည်းဖြစ်ပါတယ်ပထမဆုံးအဆင့်ကတော့ကင်မရာကိုရေထဲကဆယ်လိုက်တဲ့စက္ကန့်မိုင်းမှာတင်စတင်ရမှာလည်းဖြစ်တယ်အဝတ်ဒရုံမုတ်တစ်ရှူးတစ်ခုကိုယူပြီးတော့မှအပြင်ဘက်မျက်နှာပြင်မှာရှိတဲ့ပိုနေတဲ့စိုးနေတဲ့ရေတွေကိုချက်ချင်းတုပ်ပစ်လိုက်ပါအဲ့လိုလုပ်နေတဲ့အချိန်မှာပဲကင်မရာကိုတက်ကင်ထားပြီးတော့မှထားမှာလည်းဖြစ်ပါတယ်ကင်မရာကိုစောင်းတာတွေလှဲတာတွေဒါမှမဟုတ်လို့ရှိရင်ခါထုတ်တာတွေကိုတော့လုံးဝမပြုလုပ်ရပါဘူးအတဲ့အတိုင်းကင်ထားရင်းနဲ့ပဲအောက်ခြေကအဖုံးကိုဖွင့်ပြီးတော့မှဘက်ထရီကိုအမြန်ဆုံးထုတ်လိုက်ပါဘက်ထရီကိုထုတ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ကင်မရာကိုအတဲ့အတိုင်းကိုပဲဆက်ထားပြီးတော့မှဘက်ထရီဖုံးအတွင်းကဒါမှမဟုတ်လို့ရှိရင်လည်းဘေးအပေါက်တွေကဒါမှမဟုတ်လို့ရှိရင်လည်းအပေါ် hot shoe နေရာကဒါမှမဟုတ်လို့ရှိရင်လည်း memory card စိုက်တဲ့နေရာတွေကိုရေတွေရှိနေမယ်ဆိုလို့ရှိရင်လည်းအဝတ်နဲ့တေချာ6တွေ့အောင်တုပ်ပေးဖို့လည်းလိုပါတယ်ရေဝင်ယုံတက်နဲ့လျက်စီးပတ်လန်းတွေပျက်စီးသွားတာမျိုးတော့လည်းမဟုတ်ဘူးပေါ့နော်ရေကနေမှတဆင်လျက်စီးဆင်းသွားတာကပျက်စီးစေတာလည်းဖြစ်ပါတယ်လျှက်စစ်စီးဆင်းမှုကိုချက်ချင်းဖြတ်တောက်လိုက်တာကရေဆိုနေတဲ့ကင်မရာအတွင်းပိုင်းမှာလျှက်စစ် short ဖြစ်တာကိုတားဆီးနိုင်မဲ့တစ်ခုတည်းသောယုံကြည်စိတ်ချရတဲ့နည်းလမ်းလည်းဖြစ်ပါတယ်ဘက်ထရီလည်းထုတ်ပြီးအပြင်ဘက်မှာလည်း6တွေ့သွားပြီဆိုရင်တော့ကင်မရာကိုအိမ်ကိုရောက်အောင်တည်သွားရမှာဖြစ်တယ်ရေချိုးတဲ့ခါမှာအသုံးပြုတဲ့ခေါင်းစွပ်ကိုယူပါအဲ့ဒီထဲမှာဆီလီကာဂျယ်အထုပ်လေးတွေကိုထည့်ပါကင်မရာကိုယ်ကိုထည့်ပြီးတော့မှပတ်လိုက်ပါပစ္စည်းထည့်ထားတဲ့အခါမှာအရေးကြီးဆုံးစီကံချက်ကတော့ကင်မရာကိုအိတ်ထဲမှာဇောက်ထိုးအနေထားထည့်ဖို့ပဲဖြစ်ပါတယ်ဒီပုံစံကိုကြည့်လိုက်ပါအထိခိုက်မခံနိုင်ဆုံးနေရာကအောက်ခြေကဘက်ထရီအကန့်ပဲဖြစ်ပါတယ်ကင်မရာကိုဇောက်ထိုးလှန်ထားလိုက်ခြင်းအဖြစ်ကဘာမြေဆွဲအားကရေတွေကိုလျှက်စစ်စီးရာကနေရာကနေပြီးတော့မှဝေးသွားအောင်လို့ဆွဲထုတ်ပေးတာလည်းဖြစ်ပါတယ်ရေတွေကဒီလျှက်စစ်ပတ်လန်းတွေပေါ်မှာစုမနေတော့ဘဲနဲ့အပေါ်ဘက်ကိုရောက်သွားမှာဖြစ်တယ်ထိန်းချုပ်ထားတဲ့ခလုတ်တွေနားမှာပဲစုဝေးနေမှာလည်းဖြစ်ပါတယ်ကင်မရာကိုဇောက်ထိုးအနေထားနဲ့ဘေးကင်းအောင်ထုတ်ပိုးပြီးပြီဆိုလို့ရှိရင်တော့အတွင်းပိုင်းကအဆိုဓာတ်တွေကိုဖယ်ရှားဖို့အတွက်အမြန်ဆုံးပြင်ဆင်ဖို့လိုပါတယ်တည်ယူပို့ဆောင်ရေးမှာမြေဆွဲအားကိုအသုံးချခြင်းအဖြစ်ရေတွေကိုစက်ပိုင်းဆိုင်ရာနေရာတွေမှာတည်တံ့ခွဲထုတ်ထားနိုင်ပြီးအရေးကြီးဆုံး electronic အစိတ်ပိုင်းတွေကိုလည်းဘေးကင်းစေမှာလည်းဖြစ်ပါတယ်အိမ်ကိုရောက်ပြီဆိုလို့ရှိရင်တော့ကင်မရာကိုအိတ်တွေကထုတ်ပြီးတော့မှအဆိုဓာတ်ဖယ်ရှားတဲ့အဆင့်ကိုစတင်ပြီးတော့လှုပ်ဆောင်လို့ရပါပြီဒီနှိုင်းရှင်ချက်ကတော့လူတွေအစင်စင်လှုပ်လေ့ရှိတဲ့အမှားတစ်ခုကိုပြနေတာဖြစ်ပါတယ်ဘယ်ဘက်မှာတော့သပင်အချောက်ခံဆက် hair dryer လို့ပြောတဲ့လေမှုတ်ဆက်နေပေါ့နော်အဲ့ဒါကိုလုပ်နေတာကိုတွေ့ရမယ်ဒါကလုံးဝမသုံးသင့်တဲ့အရာလည်းဖြစ်တယ်တကယ်လိုအပ်တဲ့ကိရိယာကတော့အိမ်မှာရှိတဲ့ဖုံဆုပ်ဆက်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ခစ်ပေါ်ကင်မရာတွေကရေဆိုခံနိုင်ရုံ water resistant သာရှိပြီးတော့မှရေငုပ်ခံနိုင်တာမျိုးမဟုတ်လို့ပါပဲ။ကင်မရာတွေကအပြင်ဘက်ကကျလာတဲ့မိုးရေစက်ကိုပဲကာကွယ်ပေးနိုင်လိုက်အောင်ဒီဇိုင်းထုတ်လုပ်ထားတာလည်းဖြစ်ပါတယ်။ ဖိအားပြင်းပြင်းနဲ့လာတဲ့အရာတွေကိုတော့ခံနိုင်ရရှိအောင်တိဆောက်ထားတာမျိုးတော့လည်းမဟုတ်ပါဘူး။ဒီပုံကိုကြည့်မယ်ဆိုလို့ရှိရင်တော့လေ
မှုတ်ဆက်ဒါမှမဟုတ်လို့ရှိရင်သပင်အချောက်ခံဆက်ကိုသုံးတဲ့အခါမှာဘာဖြစ်သွားမလဲဆိုတာကိုလည်းတွေ့နိုင်မှာလည်းဖြစ်တယ်မှုတ်ထုတ်လိုက်တဲ့လေဖိအားကြောင့်မလို့မျက်နှာပြင်ပေါ်ကရေတွေကရေလုံအောင်ပိတ်ထားတဲ့ rubber ခွင်းတွေကိုကြော်ပြီးတော့မှအတွင်းပိုင်းပတ်လန်းတွေစီကိုဓာတ်ရိုက်ရောက်သွားစေနိုင်ပါတယ်လေကိုအတွင်းထဲတွန်းမထည့်ဘဲနဲ့ဖုံးဆုပ်ဆက်ကိုသုံးပြီးတော့မှအဆူဓာတ်တွေကိုအပြင်ဘက်ကိုဆွဲထုတ်ရမှာဖြစ်ပါတယ်ဖုံးဆုပ်ဆက်ကိုဖွင့်ပြီးတော့မှအပေါက်တွေခလုတ်တွေဒိုင်ခွက်တွေပွင့်နေတဲ့နေရာတွေကိုစနစ်တကျလိုက်ဆုပ်ပေးရမှာဖြစ်တယ်အဲ့ဒီဆုပ်အားကမျက်နှာပြင်ပေါ်မှာပုံနေတဲ့ရေစက်တွေကိုဆွဲယူသွားမှာလည်းဖြစ်ပါတယ်ဘေးကင်းစွာဖယ်ရှားနိုင်ဖို့ဆိုတာကအဆူဓာတ်ကိုစုပ်အားနဲ့အပြင်ဘက်ကိုဆွဲထုတ်တာပေါ်မှာလည်းမူတည်ပါတယ်အတွင်းထဲကိုလေဖိအားမပေးမိဖို့လည်းလိုအပ်ပါတယ်ပြီးလို့ရှိရင်တော့ lens ကိုဖြုတ်ရပါမယ်ဒါကအလွန်အန္တရာယ်များတဲ့အဆင့်တစ်ခုတော့လည်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့ lens နဲ့ camera ကိုတဲ့စုံတဲ့နေရာမှာရေတွေစုနေတက်ပြီးတော့မှအဲ့ဒီရေတွေက camera sensor ပေါ်စိတ်မကျစေခြင်းလို့ပါပဲဒါကိုဘေးကင်းအောင်လုပ်ဖို့ဆိုလို့ရှိရင်တော့ camera ကိုနောက်ကျောနဲ့လှည့်ထားလိုက်ပါ lens ကိုကင်ပြီးတော့မှလှည့်ဖွင့်လိုက်ပြီးတော့မှအပေါ်ကိုတက်တက်မတ်မတ်မလိုက်ပါ camera ရဲ့တတုစက်ကွင်းတွေကိုစစ်ဆေးရမှာလည်းဖြစ်ပါတယ် lens နောက်ဘက်မှန်ဘလူးတွေနဲ့ sensor ရှိတဲ့နေရာကိုလည်းကြည့်ရမှာဖြစ်တယ်အကယ်၍ရေစက်တွေရှိနေသေးတယ်ဆိုလို့ရှိရင်တော့အตาအရာတို့ထိပြီးတော့မှဖယ်ရှားပေးလိုက်ပါသပင်အချောက်ခံဆက် hair dryer ကိုသုံးလို့ရတဲ့တင်းကျပ်တဲ့ချွတ်ရက်တစ်ခုတော့ရှိပါတယ်အကယ်၍ sensor area က6သွေးနေပြီဆိုရင်တော့သပင်အချောက်ခံဆက်ကိုအနှိမ့်ဆုံးအညင်သာဆုံးနဲ့အပူချိန်မှာထားပါကင်မရာနဲ့ဝေးရမှာထားပြီးတော့မှ sensor ရှိတဲ့နေရာကိုအပူငွေ့နည်းနည်းလေးရောက်အောင်ခက်လန်းလန်းကနေဝေ့ရမ်းပေးပါဒီလိုစနစ်တကျဖြုတ်ယူခြင်းအဖြစ် lens တက်ထားတဲ့နေရာမှာကျန်နေတဲ့ရေကိုနုနယ်တဲ့ sensor တွေစီကိုစိတ်မကျအောင်လို့ကာကွယ်ပေးနိုင်တာလည်းဖြစ်ပါတယ်ဒီမှာတစ်ခုရှိတာက hair dryer ကိုသုံးတဲ့အခါမှာအဝေးကနေပဲအပူချိန်မများတဲ့အခြေအနေနဲ့သုံးရမှာလို့တော့ပြောရတာဖြစ်တယ်ဒီအဆင့်မှာလွဲချော်သွားရင်တော့လည်း sensor ထိခိုက်သွားနိုင်ပါတယ်ဒါကိုလက်သတိထားဖို့တော့လိုပါတယ်နောက်ဆုံးအဆင့်ကတော့လက်လန်းမမီတဲ့အတွင်းပိုင်းကအဆူဓာတ်တွေကိုဆွဲထုတ်ဖို့ဖြစ်ပါတယ်စီလီကာဂျယ်ဒါမှမဟုတ်လို့ရှိရင်တော့ plastic အိတ်လေးတစ်ခုထဲကိုဆန်ချမ်းတွေထည့်ပြီးတော့မှအိတ်ထဲကိုအနဲ့အပေါက်သေးသေးလေးတွေအနှံ့ဖောက်လိုက်ပါကင်မရာ body ကို sensor အဖုံးဖွင့်ထားပါအကယ်၍ဘေးပတ်လည်မှာထုတ်လို့ရတဲ့ screen ပါလို့ရှိရင်တော့အတွင်းပိုင်းကအဟတွေကိုပေါ်အောင်အပြင်ဘက်ကိုနည်းနည်းထုတ်ထားပေးပါပြီးလို့ရှိရင်တော့ကင်မရာကိုယ်တယ်နဲ့အပေါက်ဖောက်ထားတဲ့ဆန်အိတ်ထဲကို plastic အိတ်အကြီးတစ်ခုထည့်ပြီးတော့မှလုံအောင်ပိတ်လိုက်ပါဒီဆန်ကြောင်းတွေကအဆူဓာတ်ကိုစုပ်ယူပေးတဲ့ပစ္စည်းဖြစ်လို့လှုပ်ဆောင်ပေးနေပြီးတော့ကင်မရာအတွင်းပိုင်းကကျန်ရှိနေတဲ့အဆူဓာတ်တွေကိုအငွေ့ပြန်စေကအပေါက်လေးတွေကနေတဆင့်ဆန်တဲကိုရောက်သွားမှာဖြစ်ပါတယ် lens အတွက်လည်းဒီနည်းကိုအသုံးပြုလို့ရတယ်အိတ်တိတန့်လုပ်ပေးလို့လည်းရပါတယ်ဒါပေမဲ့ lens ကိုတော့နောက်ဘက်အပိုင်းကအောက်ဘက်လှည့်ပြီးတော့မှဇောက်ထိုးထားပေးရပါမယ်ဒါမှသာအတွင်းပိုင်းကလေဝင်ပေါက်တွေနဲ့တဲ့ပြီးတော့မှကျန်ရှိနေတဲ့အဆူဓာတ်တွေကိုစုပ်ယူပေးတဲ့ပစ္စည်းစီတွေကိုလည်းရောက်မှလည်းဖြစ်ပါတယ်ဒီလိုလုံခြုံပြီးနှွေးထွေးတဲ့အခြေအနေဟာ electronic ပစ္စည်းတွေကဖုံးကွယ်နေတဲ့အဆူဓာတ်တွေကိုအလိုလျောက်ဘေးကင်းစွာဆွဲထုတ်ပေးပါလိမ့်မယ်ပိတ်ထားတဲ့အိတ်တွေကိုအဝတ်လှမ်းတဲ့ဗီဒီယိုတွေဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တော့နှွေးထွေးနေမဲ့နေရာမျိုးမှာထားပေးပါအခုကတော့အခက်အခဲဆုံးအပိုင်းကိုရောက်နေပြီဖြစ်ပါတယ်ဘလို့အခြေအနေမျိုးမှကင်မရာအလုပ်တာလားမလုပ်တာလားစမ်းကြည့်ဖို့ဆိုပြီးတော့မှဘက်ထရီကိုလုံးဝပြန်မထည့်ရပါဘူးအဆိုတဲ့စုပ်ယူထားတဲ့လုပ်ငန်းစဉ်ကအလုပ်လုပ်နေတယ်ဆိုပေမဲ့ပတ်လန်းပြားတွေပေါ်မှာပိတ်မိနေတဲ့အဆိုတဲ့လေးတွေအကုန်လုံးအငွေ့ပြန်သွားဖို့အတွက်ဆိုလို့ရှိရင်တော့ရက်အနည်းငယ်လောက်အချိန်ပေးဖို့လည်းလိုအပ်ပါတယ်အကယ်၍သင်ဟာဒီအဆင့်တွေကိုအတိအကျလိုက်နာခဲ့ပေမဲ့ရေတွေကအတွင်းထဲရောက်သွားပြီးတော့မှအပြင်ကိုတိုးမထုတ်နိုင်ဘူးမျက်နှာပြင်ကအဆူဓာတ်တွေကစနစ်တကျဖယ်ရှားပြီးတော့ပြန်လဲကောင်းမွန်လာဖို့ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးခဲ့မယ်ဆိုရင်တော့ကင်မရာပြန်ကောင်းလာဖို့အခွင့်အရေးတွေအများကြီးရှိနေမှာလည်းဖြစ်ပါတယ်ကယ်၍ဒီအဆင့်တွေကိုအတိအကျလည်းလုပ်တယ်ရေတွေကိုလည်းအတွင်းထဲကိုမရောက်အောင်ပြုလုပ်နိုင်ခဲ့တယ်မျက်နှာပြင်ပေါ်ကအဆူဓာတ်တွေကိုလည်းစနစ်တကျဖယ်ရှားနိုင်ခဲ့ပြီးပြီဆိုလို့ရှိရင်တော့ပြန်ကောင်းမွန်လာဖို့ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးထားခဲ့ပြီးဖြစ်တဲ့အခါကျတော့ပစ္စည်းလေးပြန်ကောင်းလာဖို့တော့ရှိပါတယ်တခါတလေမှာတော့ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းစောင့်ဆိုင်နေတာကတင့်ရဲ့နည်းပညာပစ္စည်းတွေကိုကာကွယ်ပေးနိုင်ဖို့အတွက်အရေးကြီးဆုံးလှုပ်ဆောင်ချက်တစ်ခုဖြစ်နေတတ်ပါတယ်ဆိုတာကိုကျွန်တော်ပြောရင်းနဲ့ပဲကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်
ဒီအကြောင်းအရာလေးမှာကျွန်တော်ပြောသွားတဲ့အချက်တွေတစ်ချက်ချင်းစီကိုတေချာလေးလေ့လာပြီးတော့မှတေချာလေးလုပ်ဖို့လည်းလိုတယ်တစ်ချက်တလေလွဲချော်တာနဲ့ကင်မရာလုံးဝပျက်စီးသွားမှာဖြစ်တဲ့အတွက်သတိထားဆင်ခြင်ဖို့လည်းလိုတယ်ဆိုတာကိုကျွန်တော်ပြောပြလိုပါတယ်ကင်မရာကိုစိတ်မချဘူးဆိုလို့ရှိရင်တော့service center မှာတခါတည်းသွားပြီးတော့မှပေးပြီးတော့မှ cleaning လုပ်ဖို့ပြောလိုက်တာကတော့ပို့ပြီးတော့မှစိတ်ချရတဲ့နည်းလမ်းနဲ့ဖြစ်ပါတယ်ဆိုတာကိုပြောပြရင်းနဲ့ပဲကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်